ကဲမင်္ဂလာပါနော်မင်္ဂလာပါချန်ပီယံနေမင်္ဂလာပါဒီနေ့မဟုတ်ဘူးပေါ့နော်ညကကျွန်တော်မအိတ်လိုက်ဘူးမအိတ်လိုက်ဖ ೇನೆ တက်လာတဲ့များအာဆင်နယ်ကလစ်တွေအာဆင်နယ်အကြောင်းပြောတဲ့ဥစ္စာတွေအာဆင်နယ်ဖန်နေဗျာကျွန်တော်အကောင့်ထဲမှာတက်လာတဲ့များကျွန်တော် react ပေးရင်းနဲ့တတိကုန်ဖြတ်တန်းလိုက်တယ်အခုထိလည်းမဝသေးဘူးဗျာကလစ်တွေကြည့်ရအဲ့တော့အာဆင်နယ် content တွေရှာရတာမဝသေးဘူးကျွန်တော်လည်းအဲ့တော့အာဆင်နယ် content လုပ်မယ်အေးစစ်စစ်ပြောမယ်ဗျာကော်ဖီတစ်ခွက်ဖြော်ထားတယ်ညီကိုတို့ brother တို့လည်းအေးစစ်စစ် podcast နားထောင်မယ်ဒါမှမဟုတ်လည်းကားပေါ်မှာငကြက်လေးနဲ့အာဆင်နယ်ရဲ့နိုင်ပွဲအကြောင်းရတာခံပြီးအာဆင်နယ်နိုင်ပွဲဆိုရင်အာဆင်နယ်ရဲ့ဖလားသိမ့်ပိုက်လိုက်တဲ့အကြောင်းရတာခံပြီးနားထောင်မယ်ကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့အကြောင်းတွေခံစားချက်တွေကျွန်တော်အရှိကြီးပြောမယ်ဗျာဒီဗီဒီယိုမှာတော့အဲ့တော့အရင်ဆုံးကျွန်တော်ပြောချင်တာမီခဲအာတေတာပေါ့နော်မီခဲအာတေတာအခုချိန်ထိကျွန်တော်သူ့ကိုမမြင်ရသေးဘူးဗျာသိလားမမြင်ရသေးဘူးအခုချိန်ထိမမြင်ရသေးဘူးဘယ်မှာရောက်နေရလဲမိမနဲ့ပဲအိမ်မှာနေနေရလားကျွန်တော်အတင်းသားရေကလို့မြင်ပြီးဗျာမနေ့ကရှယ်အောင်ဝဲခံကြတယ်လုံးဝဒကလောင်ဝိုင်းစတိုအင်္ဂလန်သားတွေတော်တော်တောင်းညမ်းနေရဗျာအဲ့ခါကျတော့သူတို့ကိုမြင်ပြီးသွားပြီအဲ့တော့ကျွန်တော်အာတီတာကိုရှာနေတာဘာလို့လဲဆိုတော့ဒီဘေးကိုတခုတ်တရပြောပြီးကျွန်တော်တို့ချီကျူးရမှာဒီဘေးတကယ်ထိုက်တန်ခဲ့တာဘာလို့လဲဆိုတော့ဒီအသင်းသားတွေဗျာလက်ရှိဒီ squad ပေါ့နော်25 26ရာသီမှာကျွန်တော်တို့ချန်ပီယံဆုရအောင်ဆွမ်းဆောင်ပေးတဲ့ squad ကလည်းအရေးကြီးရဆိုပေမဲ့မီခဲအာတီတာကသူ2019စကင်ကလေးကနေပြီးတော့ကျွန်တော်တို့အထုထောင်းအခန့်ခဲ့ရဆုံးဗျာကျွန်တော်ပြောမယ် Premier League မှာသူကထွက်သွားရတာလည်းမဟုတ်လို့ပေါ့နော်တချို့ manager တွေဆိုတော့တယောက်ပြီးတယောက်ပြောင်းသွားပြီမဲ့သူကမပြောင်းရတဲ့ခါကျတော့ Arsenal ပြိသက်ထဲကလည်းအထုထောင်းခံရတယ်ပြိုင်ဘက်တွေရဲ့ကျွန်တော်တို့ဒီမလေးမစားဆက်ဆံမှုတွေအပြောအဆိုတွေခံခဲ့ရတယ်ဗျကျွန်တော်ကိုယ်တိုင်လည်းအာတီတာကိုအကြီးအကျယ်ဆဲခဲ့တဲ့အချိန်တွေရှိတယ်2021အဲ့ပတ်လေပေါ့နော်အကြီးအကျယ်ကိုစိတ်လိုက်မှန်ပါပြောခဲ့တဲ့အချိန်တွေရှိရကျွန်တော်တို့မပြောခဲ့တဲ့လူဆိုတာကျွန်တော်ပြောရမယ်ပွဲချိန်ထဲမှာတော့ပြောမှသေးကြတယ်ဗျဘလောက်ပဲအာတီတာကိုထောက်ခံတယ်ပြောဘလောက်ပဲဒီကိုနီးပြကိုကြိုက်တယ်ပြောဒါဖြစ်မှာပဲပေါ့နော်အဲ့လိုအခြေအနေအဲ့တော့တကယ်အထုထောင်းခံခဲ့ရတဲ့နီးပြဗျကျွန်တော်တို့အဆင့်8 200ဒီဇက်တိုင်းပြီးရင်အဆင့်5ကလည်းကျွန်တော်တို့ချန်ပီယံလိဂ်ကိုလွဲတယ်ပေါ့နော်ပြီးတော့အဆင့်2ကိုကျွန်တော်3ချိန်ဇက်တိုင်းပေးလိုက်ရတယ်ပေါ့နော်နောက်ဆုံးမှာတော့အာတီတာလုတ်ပြနိုင်ခဲ့ပြီပေါ့နော်လုတ်ပြနိုင်ခဲ့ပြီကျွန်တော်တို့နောက်ဆုံးတပွဲကြံသေးတဲ့အနေထားမှာကျွန်တော်တို့က Premier League Champion ဖြစ်လာခဲ့ပြီဗျာ22နှစ်ကြာကျွန်တော်တို့ဆောင်ဆိုင်ခဲ့ရတယ်22နှစ်ဆိုရင်လွန်ခဲ့တဲ့22နှစ်ဆိုရင်ကျွန်တော်ကတန်းလောက်ပဲရှိဦးမယ်ကျွန်တော်တို့ရင်ထဲမှာ Arsenal ဆိုတာမရှိသေးဘူးကျွန်တော်ဘာမှမသိသေးဘူးဘောလုံးတွေပါလည်းမသိသေးဘူးဒီဘယ်လိုပြောရမလဲ Premier League အသင်းတွေလည်းကျွန်တော်မမြင်ဘူးဗျာဘာမှမသိနေသေးတဲ့အချိန်မှာ Arsenal တို့ဖလားရသွားခဲ့ပေါ့နော်အဲ့နောက်ပိုင်းကစလို့ကျွန်တော်တို့ Arsene Wenger 2018မှာထွက်တယ်ဗျာသူ14နှစ်လောက်ကြိုးစားဖို့ရှိသေးတယ်ဗျာ2004ကနေဆိုရင်သူလည်းမလုံးပြနိုင်ခဲ့ဦးနိုင်အမရီအောင်ထားတော့ကျွန်တော်တို့စိတ်နဲ့မသွင်းဘူးပေါ့နော်ပြီးတော့မခရအာတီတာပေါ့နော်အာတီတာလည်းတော်တော်ရုန်းကန်ခဲ့ရတယ်ဗျာအဲ့တော့ဒီအောင်မြင်မှုကြီးက Arsenal ပြိသက်အတွက်ကတော့အင်မတန်ကိုချိုးမြိန်တယ်ကျွန်တော်စချင်းဒီဖလားရတော့တဲ့အချိန်မှာပြောမယ်ဆိုပြီးတော့စဉ်းစားထားတဲ့စကားလုံးတွေအကုန်လုံးကိုကျွန်တော်ပါဇက်ကနေဘာပြောလို့ပြောရမှလည်းမသိဘူးထွက်လဲမလာဘူးဗျာဒီတိုင်းပဲတိတ်ဆိတ်ပြီးတော့ဘယ်လိုပြောရမလဲဒါကြီးကတကယ်ဖြစ်နေရလားဆိုပြီးတော့ကိုပြန်ပြီးတော့စင်ကျင်ယူရတယ်ဗျာအဲ့ဖလားရပြီးနောက်ပိုင်းရောအဲ့ညကျွန်တော်ဒီ clip တွေကိုကြည့်နေအောင်ဝဲခံတဲ့ဗီဒီယိုတွေကြည့်နေတဲ့အချိန်တွေမှာရောပဲဒါကြီးကတကယ်ဖြစ်နေရပဲငါတို့ကချန်ပီယံပဲဆိုရဲစိတ်ကြီးနဲ့တော်တော်လေးကိုနှိုးဆော်ယူရတယ်ပေါ့နော်ကျွန်တော်ဘဝမှာဒီဖလားရလို့အကြီးအကျယ်ဗျာအကြီးအကျယ်အောင်ဝဲခံတဲ့အကြီးအကျယ်ပျော်ရွှင်ရတယ်ဆိုတာကဒါဟောမှ2ကြိမ်ပဲရှိရပထမတစ်ကြိမ်ကလီယိုမက်ဆီကမ္ဘာဖလားရတော့တဲ့အချိန်အဲ့ဒီချိန်မှာအကြီးအကျယ်ကျွန်တော်ပျော်ရွှင်ခဲ့ရတယ်အဲ့ဒီချိန်နောက်တစ်ခုကကျွန်တော်ချစ်တဲ့ကလပ်အသင်းပေါ့နော်ကျွန်တော်ဒီနိုင်ငံတကာဒီဘယ်လိုပြောရမလဲနိုင်ငံအသင်းကတော့အဲ့လောက်ကြီးထီတော့ဆန္ဒမရှိဘူးပေါ့နော်ကျွန်တော်လီယိုမက်ဆီကြိုက်လို့ပဲကျွန်တော်ကအာဂျင်တီးနားအားပေးရအဲ့တော့သူရသွားတဲ့အတွက်သူ့အတွက်ပြောတာဒါပဲရှိရပါတော့ဒါပေမဲ့အာဆင်နယ်ကျအဲ့လိုမဟုတ်ဘူးဗျာသိရမလားဘယ်လိုပြောရမလဲအာဆင်နယ်ရသွားတဲ့ချိန်ဒီမှာဆက်ချင်းဖြစ်တဲ့ခံစားချက်ကကျတော့အဲ့လိုကိုနဲ့စိုးတူကောင်းဘက်ပေါ့နော်စိုးတူကောင်းဘက်မဟုတ်ဘူးဗျာကောင်းတဲ့အချိန်တော့သိမရှိဘူးဒါပါတော့အဲ့လိုကိုကအရန်ကိုဘွားကလည်းအရန်စိုးနေတဲ့အချိန်ကိုလည်းအရန်ကိုစိတ်ညစ်နေတဲ့အချိန်ဒီမှာအားကိုးရသူပဲရှိခဲ့ရဗျာသူကလည်းထုံနီး၎င်းပေါ့နော်သူစုပ်ပြတ်တဲ့နေတဲ့အချိန်မှာပရိသတ်ရဲ့အားပေးမှုသူလိုအပ်ခဲ့မှာပဲပေါ့နော်အဲ့လိုမျိုးအနေထားကျွန်တော်တို့စိတ်ညစ်နေရဲ့ဒီနေ့အာဆင်နယ်ပွဲရှိရဲဆိုရင်မနေ့တည်းကပျော်နေရမျိုးဒါပေမဲ့ညနေကျလောင်ရပြန်အောင်ပေါ့နော်အဲ့လိုမျိုးအတူတူကျွန်တော်တို့စုပ်ပြတ်နဲ့
အခြေအနေတွေလောင်ရီတန်းနေဗျာကျွန်တော်တို့အဝေးကနေငေးခဲ့ရတဲ့အချိန်တွေအနီးလေးရောက်မှကတ်လွဲသွားတဲ့အချိန်တွေအကုန်လုံးအတူတူဖြတ်ကျော်ခဲ့ပြီးတော့နောက်ဆုံးမှာဒီလူဒီတစ်ခုဒီကိုနဲ့အနီးဆက်ဆုံးရှိအတူတူရှိခဲ့ပြီးတဲ့သူတယောက်အောင်မြင်သွားတဲ့ခံစားချက်မျိုးပေါ့နော်သူ့ကိုကြည်နေရတဲ့ခံစားချက်မျိုးဗျာအဲ့လိုခံစားချက်မျိုးပဲသူ့ကိုကြည်နေတဲ့ကိုလည်းအရန်ကိုကြည်နဲ့အားရပြီးတော့အဲ့လိုခံစားချက်မျိုးကြီးစပြီးတော့ရတယ်ပေါ့နော်ကျွန်တော်ကတော့မီခဲအတီတာကိုစိတ်တက်တန်းရောက်လာတယ်သူ့ရဲ့ clip တွေလိုက်ရှာအခုထိပေါ်မလာသေးဘူးပေါ့နော်โอเคဒါကလက်ရှိခံစားချက်ပဲအဲ့တော့ကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့အကြောင်းတွေလည်းပြောရအောင်မယ်ပြီးတော့လက်ရှိဒီလောက်အခြေအနေဖြစ်သွားတဲ့အသက်အစင်းတွေပေါ့နော်ပြီးတော့အရေးပါတဲ့သူတွေပေါ့နော်โอเคကျွန်တော်အရေးပါတဲ့သူတွေကနေပဲအရေးပါတယ်ဆိုတော့တစ်သိန်းလုံးတော့အရေးပါတယ်ဗျာဒါပေမဲ့စိတ်ထဲမှာကြံရစ်နေခဲ့မဲ့သူတွေနံပါတ်1ကတော့ပြောနေကြမလို့เนาะကျွန်တော်တို့ရဲ့လမ်းတရားတန်း Declan fucking Rice เนาะဒီတရားဒီလုံးဗျာအသင်းကိုဆွဲတင်ပေးခဲ့ရတာဟုတ်တယ် तू နည်းနည်းလေးငုံသွားတဲ့ပွဲတချို့ရှိတယ်တော်တော်ပင်ပန်းပြီးတော့ဗောနော်ပွဲတချို့ရှိတယ်ဒါပေမဲ့ကျွန်တော် mentality ဗျာကြာ mentality ဆိုတာအရှုံးမပေးဘူးငါတို့လုံနိုင်သေးရလုံမယ်ဆိုတော့ဥစ္စာမျိုးပေါ့နော်ဒီ right ရဲ့စကားပေါ့နော် तू အဲကျွန်တော် Man City ကိုရှုံးပြီးရဲ့နောက်ပိုင်းသူ့ရဲ့စကားကလည်းဒါကျွန်တော် legendary ဖြစ်မဲ့စကားပဲဗျာသိလားဘယ်လိုခံစားချက်မျိုးလဲဆိုတော့ဗျာကျွန်တော်ငယ်ငယ်လေးတုန်းကဘောလုံးကန်နေဆိုလို့ရှိရင်ကျွန်တော်အရန်ကောင်းတဲ့ကောင်တွေပါအလိန်ခောက်ကောင်းတယ်ဂိုးသွင်းနိုင်တယ်တော်တော်ကောင်းတယ်ဗျာကိုတက်တိတက်တာကောင်းတယ်ကောင်တွေကိုအသင်းမှာပါနေတဲ့အခြေအနေမျိုးငါတို့မှာဒီကောင်ရှိရယ်ဆိုတဲ့ခံစားချက်မျိုးဗျာငါတို့မှာဒီကောင်ရှိရယ်ဒီကောင်ကလုံနိုင်တယ်တစ်ချိန်ကျရင်ဒီကောင်လုံပြမှာငါတို့မှာဒီကောင်ရှိသေးရယ်ဆိုတဲ့ခံစားချက်မျိုးအသင်းကိုပေးနိုင်ခဲ့တယ်ဒီကောင် Rice ကနေ leadership တွေဟိုရင်းရိုင်မသွားအောင်ဆွဲဆောင်ဟိုဘယ်လိုပြောရမလဲဆွဲတင်ပြီးသွားတာတွေပြီးတော့အင်္ဂလန်သားဗျာကောင်းနေတဲ့ခါကျတော့ဟိုရုပ်ရည်ယူပကာဆိုတော့ဘောလုံးမှာထက်မပြောရင်ပဲစက်တီရှိရဗျာတင်မစက်တီရှိရအဲ့လိုမျိုးဒီလိုမျိုးကျွန်တော်အသင်းကိုဆွဲဆောင်ပေးသွားတယ်ပြီးတော့တကွင်းလုံးဗျာကျွန်တော်ဒီပတ်ပြီးတော့ကစားပေးသွားတာတွေမမောနိုင်မပန်းနိုင်ပေါ့နော်ကျွန်တော်တို့ဒီပွဲစဉ်အစနဲ့အဆုံးထိလောက်သွားခဲ့တဲ့ဥစ္စာတွေဒါ Declan Rice ရဲ့ကျွန်တော်တို့ကျေးဇူးတွေနော်နောက်ထပ်ပေါင်တန်းဘယ်လောက်ပေးမလဲ300လား400လားထပ်ပေးလိုက်လို့ရတယ်ဗျာသိလားအဲ့လိုအနေထားမျိုးသူလဲပွဲပြီးတော့တော်တော်ကြီးကိုအောင်ပွဲခံတယ်တော်တော်ကြီးလဲမြင်ရလဲမိုက်တယ်ဗျာဟုတ်โอเค Declan Rice ပြီးတော့နောက်ထပ်တစ်ယောက်ကကျွန်တော် David Raya ပေါ့နော်ဒီစောစောကလေးတင်မဲ့ Arsenal ဒီ YouTube channel မှာသူတို့ချန်ပီယံဖြစ်လာခဲ့တဲ့တခြားဒီပွဲစဉ်တွေကိုတင်ထားရှိရကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာ Raya ရဲ့ save တွေပေါ့နော်တော်တော်ကိုအရေးကြီးခဲ့တယ်ဗျာသိလား Raya ရဲ့ save တွေကတော်တော်ကိုအရေးကြီးရဲ့အခန်းကဏ္ဍမှာပါခဲ့တယ်ဒီဘေးကပြောရလို့ရှိရင်ဒီတကယ်တော့ထိတ်ဆုံးအရေးကြီးရလို့တောင်ပြောလို့ရတယ်ဗျာသိလားကျွန်တော်1 game နေရှိရဗျာ1 game နေကျွန်တော်တို့အဲ့မှာ1 game နဲ့ပဲလုံနေရနေ1-1ဖြစ်သွားနိုင်တဲ့အနေအထားမျိုးတွေဒီဘဲဆေးခဲ့တာဗျာသိလားဒီဘဲလုတ်ပေးခဲ့တာရှေ့ရသည်မနည်းနည်းလေးဗျာ sloppy ဖြစ်တဲ့ခိုက်တန်လေးရှိတယ်နည်းလေးဒစ်လေတဲ့အပိုင်းလေးရှိတယ်ဒါပေမဲ့ဒီရာတီကတော့ Raya စေးထုတ်တာတော်တော်ကိုရှားတယ်လုံးဝကိုတီတီငိမ့်နဲ့နော်တီတီငိမ့်နဲ့လုတ်ပြသွားတဲ့ဥစ္စာတွေ safety ကျွန်တော်တို့ဒီကစားကွက်တိဆောက်တာတော့တိတ်မပါတော့ဘူးပေါ့နော်ဒါပေမဲ့အရေးကြီးတာကိုသမားတယောက်ရဲ့ဒီ safety ပေါ့နော်အရေးကြီးတဲ့ safety ကျွန်တော်ကြည့်ခဲ့ဆိုကျွန်တော်တို့ကတော့2014-15လောက်မှဆိုတော့အလောက်ပက်လည်မှဆိုတော့ဗျာကျွန်တော်အဲ့ဒီကနေစရကိုသမားရဆိုလို့ရှိရင် Raya လောက်တင်ငိမ့်နေကိုသမား Raya လောက်လက်ရှိအနေထားမှာဗျာကျွန်တော်ရှေ့မှာလွတ်လပ်ကန်နောက်မှာဒီကောင်တစ်ကောင်လုံးရှိသေးရဲ့ဆိုရယ်ခံစားချက်မျိုးပေးဆွနိုင်တဲ့ကိုသမားမရှိသေးဘူး Peter Cech တောင်မှပဲအဲ့လိုမျိုးစိတ်ချအောင်မပေးနိုင်ဘူးဗျာ Peter Cech ဆိုတာတကယ်ကန်ဝင်ကိုသမားပဲအဲ့တော့ David Raya ရဲ့တရှိမှုပေါ့နော်ဒါတော်တော်ကိုအရေးကြီးတယ်နောက်တစ်ခုက Gabriel ပေါ့နော်ဒီ၃ယောက်ပဲကျွန်တော်တို့အရေးကြီးရလားဆိုတော့လည်းမဟုတ်ပါဘူးဒါပေမဲ့လို့စိတ်ထဲမှာကြံခဲ့တဲ့သူတွေပေါ့နော် Gabriel ရဲ့ကျွန်တော်တို့ဂိုးတွေခေါင်းတိုက်ဂိုးတွေပြီးတော့သူ့ရဲ့စိတ်ဓာတ်တွေပေါ့နော်စိတ်ဓာတ်မာကျောမှုတွေဒါတွေကတော်တော်လေးကိုအရေးကြီးတယ်အဲ့တော့ဒီလိုမျိုးကျွန်တော်ကစားသမားတွေကို highlight လုပ်ပြောနေရင်ကနေနောက်ထပ်ပြောချင်တဲ့အရာတစ်ခုကကျွန်တော်တို့ဒီယာဒီဖြတ်သန်းမှုမှာဒီခံစစ်အတွဲပေါ့နော်ခံစစ်ကျွန်တော် Saliba Gabriel ရဲ့အတွဲကတော်တော်ကြာကိုကစားသွားနိုင်ခဲ့တာဗျာSaliba နာလို့မော်စကာဝင်ကစားတွေပါရှိတယ်ဗျာဒါပေမဲ့ရှေ့ရာဒီတက်စားလို့ရှိရင်တော့ကျွန်တော်တို့အတွဲမိမိနဲ့နောက်ဆုံးအချိန်ထိပေါ့နော်အဓိကအရေးကြီးတဲ့အခိုက်အတန့်တွေမှာ Saliba Gabriel ရဲ့အတွဲလိုက်ရှိနေနိုင်တာတော်တော်ကိုအရေးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဝင်းနေပေါ့နော်ဟိုဘဲညာဝင်းနေမှာကခဏပြောင်းပြီးကစားနေတာဘန်ဝမ်ကစားလိုက်တင်မန်ကစားလိုက်တခါ Skelly ကစားလိုက်ပေါ့နော် Calafiori ကစားလိုက် Hincapie ကစားလိုက်နဲ့ကစားနေမှာသူတို့ကတော့ဂျားထဲမှာအထိုင်နေနဲ့မမရှိနေပြီရဲ့ဒါကဒီလိုမျိုးSaliba Gabriel အတွဲလိုက်ရှိနေခြင်းပြီးတော့ Raya နောက်မှာရှိနေခြင်းကလည်း Arsenal ကိုဒီလိုနေရာကိုပို့ပေးခဲ့လို့ပြောလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့အားမရခဲ့တဲ့တိုက်စစ်ပေါ့နော်တိုက်စစ်ကကျွန်တော်ဒီတရားစီလုံးမှာဗျာဟ
တိတိချာချာပေါ့နော်အတွဲလိုက်လုံးဝပုံစံမိနေပြီဖောင်မိနေပြီဒီအတွဲကိုပဲဂျာကြီးသုံးသွားတယ်ဥပမာ MSN တို့ကျွန်တော်လီဗာပူးမှာ Firmino တို့ဒီဆာလာတို့မာနီတို့အဲ့လိုအတွဲမိတယ်လို့မျိုးအာဆင်နယ်မှာဒီရာသီမှာမလုံနိုင်ခဲ့ဘူးကျွန်တော်ဆာကာနာတဲ့အချိန်တွေရှိတယ်ဆာကာငုံနေတဲ့အချိန်တွေရှိတယ်အဲ့တောင်မှာကျွန်တော်တို့တစ်ခါတလေမှာစောစောဆိုလို့ရှိရင်ဒါဒီစောပိုင်းဆိုလို့ရှိရင်ဟွာနွန်နရီပေါ့နော်နွန်နရီကစားရတယ်ပြီးရင် match တောင်မှကစားရသေးတယ်ဗျနောက်တစ်ခါလေးဆိုမာတင်နယ်လီတောင်ညာဝန်းကိုထွက်တယ်မက်ဒရီဂီကစားတယ်မက်ဒရီဂီနာလိုက်ကျွန်တော်တို့ဆာကာဝင်လာအဲ့လိုမျိုးတိုင်ပတ်နေဘယ်ချမ်းကလည်း Trosset ဝင်လိုက်မာတင်နယ်လီဝင်လိုက်တစ်ခါလေးအေဇီကတော့တပွဲနှစ်ပွဲလောက်ပဲပေါ့နော်ထားပါတော့ကျွန်တော်တို့ဒီတိုက်စစ်မှာလည်းအဲ့လိုပဲကိုင်ဟာဘက်ဝင်လိုက်ယောဂရက်ကတစ်ခါလေးပြောင်းလိုက်အဲ့လိုမျိုးပေါ့နော်တိုက်စစ်မှာကျွန်တော်တို့တိတိချာချာကိုဖောင်မိနေရဲ့အတွဲနဲ့ကစားခဲ့ရတာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့တိုက်စစ်ပိုင်းမှာတော်တော်လေးအားနေခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ခံစစ်အားကိုးနေပဲဒီလိုမျိုးအနေထားကိုဒါရောက်နိုင်ခဲ့ပေါ့နော်နောက်တစ်ခါကျွန်တော်ဖြတ်တန်းမှုပေါ့နော်အာဆင်ရဲ့ဒီယာဒီဖြတ်တန်းမှုမှာကျွန်တော်ဒီယာဒီအစကတော့ကျွန်တော် my US ဆန်ဆန်ပေါ့နော်ကျွန်တော်မှတခြားလုပ်စီရတယ်ရှိမယ်လို့ကျွန်တော် analysis ပုံစံမျိုးလေးကျွန်တော်သိသလောက်ပေါ့နော် analysis ဆိုတကယ်ကိုပဲ Arsenal အကြောင်းအတွင်းကြအစင်းကြသိပြီးတော့ data အစအကုန်လုံးလိုက်ပြီး follow လုပ်နိုင်တဲ့ analyst တော့မဟုတ်ပေမဲ့လို့ကိုယ့်ရဲ့သိသမျှတတ်သမျှကိုလေ့လာထားသမျှနဲ့ကိုအသင်းကြောင်းကိုလုပ်တယ်ပေါ့နော်အဲ့လိုလုပ်ခဲ့ရကျွန်တော်10ဝက်လောက်ထိရှိမလားတော့မသိဘူးဗျအဲ့အချိန်မှာတည်းပြောတယ် Arsenal ဒီကဒီပြောင်းလဲလာနေပြီကျွန်တော် structure အရလည်းပြောင်းလဲတယ်အတွေးခေါ်ရလည်းပြောင်းလဲရကစားပုံတွေလည်းပြောင်းလဲခဲ့တယ်ပေါ့နော်အဲ့တော့ပြောင်းလဲခြင်းရဲ့အစမှာဘာတွေ့ရလဲဆိုအဆင်ပြေခဲ့တယ်ဆိုတော့ကျွန်တော်တို့ rotation လေးလုပ်တယ်ပေါ့နော်ကျွန်တော်ပြောခဲ့တယ်ဇူဘီမန်ဒီကထွက်လိုက်ဒဂလန်ရိုက်စ်ကဝင်လိုက်ကလာဖီယိုကြီးဝင်လာလိုက်အဲ့လိုမျိုးအလှည့်ကျနေကျွန်တော်တို့အဆင်ပြေနေရကနေလူနာတာလေးတွေတို့ပေါ့နော်ကလာဖီယိုကြီးတစ်ခါပျောက်သွားလိုက်အဲ့ဒါလိုဖြစ်ရင်းကနေကျွန်တော်တို့နောက်ဆုံးမှာဘာဖြစ်သွားတာလဲဆိုတော့အဓိကကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကဘောလုံးမဆုံးရှုံးခြင်းဘူးမပိုင်ချင်းမရိုက်ဘူးဗျာမပိုင်ချင်းမရိုက်ဘူးဘာလို့လဲဆိုတော့အဲ့လိုလှုပ်ထားမှပြိုင်ဘက်ကကောင်တာလုံနိုင်တဲ့အခွင့်အရေးတွေပြိုင်ဘက်ကဘောလုံးကင်ထားနိုင်တဲ့အခွင့်အရေးတွေပျောက်ဆုံးသွားမှာဗျာကျွန်တော်တို့ဘောလုံးကင်နေရင်းနဲ့ပဲကျွန်တော်တို့ကိုယ်တိုင်ကိုထိန်းချုပ်မိတာဖြစ်နေရအာဆင်နယ်က control လုပ်ထားပါတယ်ကို control လုပ်မိနေတာဆိုရဲစကားလို့ပေါ့နော်ပြိုင်ဘက်ကိုလည်းကျွန်တော်မချင်းချောက်နိုင်ဘူးတောင်ပန်ရောက်လိုက်နောက်ပြန်သွားလိုက်ဘေးသွားလိုက်နေပဲအဲ့ဒါလိုမျိုးပေါ့နော်အဲ့ဒီခိုက်တက်နေရှိခဲ့တာအဲ့ဒါကြောင့်လည်းကျွန်တော်တို့ 1-0 Arsenal တို့ပြီးတော့ဒီရာသီအစောပိုင်းလောက်ပေါ့နော်ပွဲတင်30ပတ်လည်လောက်ဖြစ်မယ်တင်တယ်အဲ့30လောက်15လောက်ကျွန်တော်မှတ်မိရောဗျာအဲ့လောက်ပတ်လည်မှာကျွန်တော်တို့ရှုရင် target တောင်မပေးပါဘူးကွာငါတို့ကရှုရင် target တောင်မပေးတော့ဘူးဆိုရဲအနေထားဒီကိုကစားခဲ့တာတွေ့ခဲ့ရလိမ့်မယ်အဲ့ဒါကလည်းအဲ့ဒီ effect တွေပေါ့နော်ကျွန်တော်တို့ရှုရင် target ဘယ်ပေးရမလဲကျွန်တော်တို့ကဘောလုံးကိုကင်ထားတယ်ပိုင်မှရိုက်လိုက်တယ်ဗျာကျန်တဲ့အချိန်ကုန်လုံးကပြိုင်ဘက်ကဘောလုံးကင်ခွင့်တော့မရှိဘူးကင်ရင်လည်းကျွန်တော်တို့က transition ကိုကောင်းကောင်းလုပ်လိုက်နိုင်တယ်ပေါ့နော်အဲ့လိုအနေထားမျိုးဖြစ်တဲ့အနေထားမှာရှုရင် target ပေးရဖို့ကပြိုင်ဘက်ကဂိုးနာကိုကျွန်တော်တို့တီးမနေနိုင်တာဗျာအဲ့လိုအနေထားကျွန်တော်တို့ကစားခဲ့တာအဲ့ဒီကနေမှအဲ့လိုကစားလွှမ်းပြီးတော့အဲ့လိုမျိုးကျွန်တော်တို့အရန်ကိုပဲ strict ဖြစ်လွန်းပြီးမှတိုင်ပတ်သွားခဲ့အခိုက်အတန့်တွေရှိတယ်သို့ပေမဲ့ကျွန်တော်တို့မှာတခြား2တွေရှိရဗျအဲ့လိုတိုင်ပတ်ပြီးမဲ့လို့ကျွန်တော်တို့ 1-0 Arsenal တလုံးလောက်နဲ့နိုင်တယ် clean sheet နဲ့နိုင်တယ်စသဖြင့်နဲ့ကျွန်တော်တို့3မှတ်ရှာပေးခဲ့တဲ့ပွဲတွေမှာအရေးကြီးတာဆက်ပြီးပေါ့နော်ကြိုက်တဲ့လူပြောဘသူဟုတ်လို့မင်းတို့အသင်းအောင်မင်္ဂလာပဲပြောစုပြုံတို့ပဲပြောကြိုက်တာပြောဆက်ပြီး FC လို့ပဲပြောဘလို့ပြောမင်းတို့မကြိုက်တဲ့ဆက်ပြီးငါတို့ကြိုက်တယ်ပဲကျွန်တော်တို့ကြိုက်တယ်ဗျာဘာလို့လဲကိုအသင်းကသွန်းတာဗျာဟုတ်တယ်မလားဒါကရိုးလေးပါကျွန်တော်ကိုအသင်းသွန်းတာမဟုတ်လို့မကြိုက်တာရှင်းလေးပဲကိုအသင်းသွန်းရင်ကြိုက်မှာပဲဒါကအရန်ကိုလူသားဆန်တဲ့ကိစ္စမျိုးအရင်ညင်းနေတာမရှိဘူးပေါ့နော်ကျွန်တဲ့အသင်းကတော့ကြိုက်မှာမဟုတ်ဘူးမကြိုက်နဲ့ဘာမှမရှိဘူးကျွန်တော်တို့ကကြိုက်တယ်ဘာလို့လဲဆိုကျွန်တော်တို့ဖလားယူပြီးမဲ့ဆက်ပြီးဗျာဘာဖြစ်နေကျွန်တော်တို့ကြိုက်တယ်โอเคအဲ့တော့ဆက်ပြီးတွေကကျွန်တော်တို့ကယ်ပေးခဲ့တာဆက်ပြီးမျိုးစုံကျွန်တော်တို့ကယ်ပေးခဲ့တာညီကိုလည်းဒီဂျိုဘာပေါ့နော်ဂျိုဘာလို့ခေါ်လားသူ့နာမည်ကျွန်တော်ကောင်းမထွက်တော့ဘူးဗျအဲ့တော့သူ့ရဲ့ဂျေဇူးတွေကျွန်တော်ကအများကြီးရှိရပေါ့နော်နောက်တစ်ခုဒီ Gabriel Heinz ပေါ့နော် Gabriel Heinz ရဲ့တက်ရောက်မှုတွေလည်းအများကြီးပါတယ်ဒီရာသီမှာသူကကျတော့ aggressive နဲ့ဖြစ်တယ်ဗျနောက်ကနေတွန်းအားပေးတာတွေတို့နီးပြအဖွဲ့ထဲမှာကိုmotivate ဖြစ်စီတယ်အသင်းကိုလည်းဒီခန်းစစ်ပိုင်းအရာရောပေါ့နော်တော်တော်လေးကိုကြစ်လစ်သွားစေကြစ်လစ်တယ်ဆိုတော့ဘယ်လိုပြောရမလဲ boost လုပ်ပေးလိုက်တယ်လို့ပြောရင်ပိုမှန်လိမ့်မယ်ပေါ့နော်အသင်းရဲ့ mentality ကစကျွန်တော် boost လုပ်ပေးနိုင်ခဲ့တာတွေပေါ့နော်ထားပါအဲ့တော့အဲ့လိုအခိုက်အတန့်နေမှာကျွန်တော်တို့ဒီကယ်ပေးခဲ့တဲ့ team မှာနောက်တစ်ယောက်ရှိသေးတယ်အဲ့ဒါ Mikel Marino ရဲ့ goal တွေနဲ့ကျွန်တော်တို့အသက်ဆက်ခဲ့တာ Marino ရဲ့ခေါင်းတိုက်ချက်တွေနဲ့ Marino ကြီးကိုကျွန်တော်တို့အထောက်လိုက်စစ်မှာထားကစားပြီးတော့အားကိုးခဲ့ရတာဗျာပြောပြမယ် Marino Arsenal ကိုရောက်လာတဲ့အချိန်မှာဘယ်သူမှအဲ့လောက်မခိုက်ဘူး Marino ကိုဘယ်လိုပြောရမလဲမကြိုက်လို့မဟုတ်ဘူးကြိုက်တယ်ဒါပေမဲ့အဲ့လောက်ကြီးဒီဟက်ရမယ့် player တွေမှာမပါဘူးဗျာ
အဲ့ခါကျတော့အဲ့လောက်ကြီးဒီမထင်ထားရမယ်မရီနိုကျွန်တော်တို့အသင်းကိုဒီယာဒီဖလားရသွားဖို့အတွက်အများကြီးဆွမ်းဆောင်ပေးခဲ့တာပြောချင်တာကဗျာကျွန်တော်မက်တောင်မန်ရဲ့ဂိုးတကူကလည်းအာဆနယ်ဖလားရဖို့အတွက်ဆွမ်းဆောင်ပေးခဲ့ရပဲမာတင်နယ်လီရဲ့စီးတီးနဲ့ပွဲရနောက်ကျဂိုးတကူကလည်းဖလားရပေးဖို့ကျွန်တော်ဆွမ်းဆောင်ပေးခဲ့ရပဲကာလာဖီယိုရီရဲ့ဘလော့တကူကလည်းဖလားရပေးဖို့ဆွမ်းဆောင်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ပို့ပြီးတော့ contribute လုပ်နိုင်တယ်ဗျာဥမာဒီမာရီနိုရဲ့ခေါင်းတိုက်ချက်တွေကျွန်တော်မှတ်မဲ့ဘယ်ပွဲဖြစ်မလဲချက်စီးလားအနျူကာဆယ်ပွဲပါမယ်နောက်တစ်ပွဲကဟာဒီမှတ်ထားရှိရဲ့ဟုတ်တယ်ချက်စီးနဲ့ပွဲနောက် Bradford နဲ့ပွဲမာရီနိုရဲ့ခေါင်းတိုက်ချက်တွေပေါ့နော်အဲ့ဒီဟာတွေနဲ့ကျွန်တော်တို့အသက်ဆက်ခဲ့ရတာဗျာတကယ်မာရီနိုပေါ့နော်တော်သတိရတယ်ပေါ့နော်ဖလားရတော့တဲ့အချိန်မှာအဲ့တော့ကျွန်တော်တို့ဒီလိုတစ်ခုမရတစ်ခုဒီ2နဲ့မရနောက်2နဲ့3မယ်ဒီလိုမျိုးလုပ်လို့မရနောက်တစ်မျိုးနဲ့လုပ်မယ်ဆိုတာမျိုးနဲ့ကျွန်တော်တို့ဒီယာဒီကိုအကောင်းဆုံးသိမ့်ပိုက်နိုင်ခဲ့တာပေါ့နော်ဒါကလည်းသူများလောင်ရင်လောင်ကျင်တာဖြစ်လိမ့်မယ်အာဆနယ်ပရိသတ်ကကိုပဲလှောင်နေဗျာဒီအာတီတာရဲ့လုပ်ပုံခိုင်းပုံတွေအာတီတာရဲ့ဒီတွေးပုံခုံပုံတွေပေါ့တစ်ခါလေကျရီရတယ်ဗျာရီရဆိုတော့သိမလားဘေးလူအနေနဲ့ကြည့်ရင်ရောတစ်ခါလေကျဒီဘက်ဘာကြောင်တာလဲဆိုတာမျိုးပေါ့နော်ဘာတွေလျှောက်လုံနေရလဲဆိုတာမျိုးဒါကြီးလောက်ထိမလိုပါဘူးကွာဆိုတာမျိုးတွေပေါ့နော်ကျွန်တော်ပြောခံခဲ့ရတယ်မှတ်မိသေးတယ်ကျွန်တော်တို့စီလုံးညီညွတ်မှုအတွက်training ဆင်းနေရမယ်အနေထားမှာဝိုင်းပက်လုံနေရတော့ပေါ့စသဖြင့်ပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ဒီဘေးကကျွန်တော်တို့ဘယ်လိုပြောရမလဲရလက်နက်ကိုသူသုံးပါပဲဆိုရဲအနေထားမျိုးဒါကျွန်တော်တို့ကကျတော့ဒါ fan တွေပြိသက်တွေအနေနဲ့ဆိုဘာမှမသိနိုင်ဘူးများအသင်းထဲမှာဘာဖြစ်နေလဲသူတို့ဘယ်အရာလိုအပ်နေလဲဆိုတော့သူတို့ကအတီးဆုံးပေါ့ဟုတ်တယ်မလားဒီတော့ဘေးလူလောင်တာလှောင်ပြတယ်ဒါပေမဲ့အဲ့လောင်နဲ့ထိုက်တန်တဲ့ reset ကိုသူပြန်ရပြီဗျာသိရမလား reset ကိုသူပြန်ရပြီကျွန်တော်ပတ်ကွာဒီယိုလာနဲ့ရှင်ရတာဗျာလွယ်တာမဟုတ်ဘူးအကောင်းပြောတာတကယ်လွယ်တာမဟုတ်ဘူးဗျာကျွန်တော်2000အနည်းဆက်ဆုံးကကျွန်တော်မှတ်မှတ်ရကျွန်တော်ကဘယ်2015စကန်ရလောက်ဖြစ်မယ်16ဆိုအေးပေါ့စကန်ရလောက်ပေါ့အဲ့ရဒီကအနည်းဆက်ဆုံးကျွန်တော်အဆင့်2ရတယ်လက်စတာရသွားတဲ့နှစ်ကပဲကျွန်တော်တို့အဆင့်2ဆိုပြီးအဲ့နောက်ပိုင်းတစ်လျှောက်လုံးထိုးကြရတယ်ပေါ့နော်ထိုးကြရင်4ရလိုက်နောက်ပိုင်းကျွန်တော်တို့ဒီချန်ပီယံလိဝင်ခွင့်တောင်နက်မမှန်တော့ရဲ့ကာလာရှိတယ်ထားပါတော့ပြောချင်တာကအဲ့လောက်မှာပဲ2015-16လောက်မှာပဲအာဆနယ်ကပရီးမီးယားလိဂ်ဆိုတာနဲ့နီနီကက်ကက်အနေထားမှာရှိခဲ့ရဗျာအဲ့နောက်ပိုင်းမှာကျွန်တော်တို့အာတီတာတစ်တွေလဲပြီးတော့မှ22 23ကျမှကျွန်တော်တို့ထိုးတက်လာပြီးတော့ဒါတော့မှပဲဒုတိယလူကျွန်တော်တို့ဘယ်လောက်တောင်ဗျာ trauma ရလဲဆိုတော့စီသူလွန်ပုံကြီးမြင်နိုင်ကိုပြောနေလို့ခံစားနေရကျွန်တော်အဲ့ဒုတိယလူတချင်းကြားလို့ရှိရင်ငါပြောတာပဲဟေးဆိုရဲဒီကို brain wash လောက်ခံလိုက်ရဗျာအဲ့တချင်းကြရင်ငါနဲ့ဆိုင်နေတယ်လို့မျိုးအခုထိလည်းဆိုင်နေတယ်လို့ခံစားနေရတော့မယ်ဗျာအဲ့စီသူလွန်ပုံကြီးအဲ့ဟိုပုံကြီးဗျာသိတယ်မဒီချက်စီပြောနေနေတော့ရည်ချင်းလာအဲ့ချက်စီဦးရဲ့ရောစီသူလွန်မျက်နှာကြီးပေါ်လာရဲ့ပုံကြီးကိုမြင်ဗျာသိတဲ့မှာငါ့ကိုချောင်းကြည့်နေဆိုရခံစားချက်မျိုးကြီးသိရမလားငါ့ကိုကြည့်နေရငါ့ကိုဒီကောင်ကြီးကလှမ်းပြီးချောင်းကြည့်နေဆိုရဒီအဲ့လောက်ထိကျွန်တော်တို့အဲ့ဒုတိယလူတန်ရာရှိရပေါ့နော်အဲ့တချင်းကြားလို့ရှိရင်လည်းအဲ့လိုမျိုးကြားပြီးဆိုတာနဲ့ကိုငါပြောတာပဲဆိုပြီးတော့ခံစားချက်မျိုးရရတဲ့ကျွန်တော်တို့ဒီတော်တော်လေး trauma ရခဲ့တာပေါ့နော်ပြောရရင်ဒီယာဒီကိုပဲတော်တော်လေးကိုဒစ်လေပြီးထင်ခဲ့တာဗျာကျွန်တော်လွယ်တယ်မလွယ်ဘူးအာဆနယ်ပရိသတ်တွေကတော်တော်လေးကိုမလွယ်ပါဘူးဘာလို့လဲကျွန်တော်အဲ့ဂန်နာဆိုင်ကကိုပြေးလို့ပါသိမှာကိုပြေးဆိုလို့ရှိရင်အကန်နေပဲတင်တာဗျာသိလားအဲ့မသိရလူရောဆဲပါပေါ့နော်သူ့မှာရရခြေရကိုမနေဘူးဗျာတကယ်ပြောတာတန်တဲ့လူတွေလည်းကျွန်တော်အကောင့်ထဲမှာလည်းအများကြီးရှိရဗျာဒီနေ့အာဆနယ်ပွဲရှိလို့အာကြီးမဝတ်တာတို့ဘာပေးမလုပ်တာညာပေးမလုပ်တာရီယာမပေးကျွန်တော်ဆိုရီယာမပေးဘူးဗျာအာဆနယ်ပွဲမတိုင်ခင်မှာအာဆနယ်မီဒီယာတင်တဲ့ဟာမှန်တယ်မြောက်ဘာရီယာမှမလုပ်ဘဲနဲ့ဒါလေးကြော်ရတယ်ပေါ့ပြီးမှရီယာသွားပြီးစသဖြင့်အမျိုးမျိုးကိုတက်နိုင်တဲ့ရရတွေနဲ့ပေါ့တချို့ဆိုလဲငွေတွေပါတယ်ဗျာကုန်ခန်းပြီးတော့ရချေရတာဗျာသိလားရချေရတာကိုအသိကိုရသိချင်လို့ပါတကယ်တမ်းတော့လေအာဆနယ်ပရိသတ်ဆိုတာဘယ်သူမှမရသေးချင်ဘူးဆိုတာမရှိဘူးကိုအသိကိုဘယ်သူမှမကောင်းမပြောချင်ဘူးဗျာသိလားရတွေပေါ့ကျေးဇူးတင်တယ်တကယ်ကိုကျေးဇူးတင်တယ်ရတွေကျေးဇူးတွေအခုချိန်မှာတော့ခံစားဒါပေမဲ့အသိရတော့ခံစားဘာလို့ရချေရတဲ့လူရောဒီချိန်ဘာဖြစ်နေမလဲကျွန်တော်လည်းမသိဘူးပေါ့ဒါပါအဲ့တော့ဗျာဒီလိုနေ့လူမျိုးနေ့လေးကိုရောက်ဖို့ရေးမှာကျွန်တော်တို့မှာဒဏ်ရာတန်ချက်တွေနဲ့စုပ်ပြတ်တက်နေရတာနေလောင်ပြောင်းတာတွေဗျာကျွန်တော်ပြောရတယ်ကျွန်တော်မနေ့က live မှာတော့ပြောလိုက်တယ်ဘောင်ချာတွေရှင်းရအောင်ပါဆိုတကယ်တော့လေကျွန်တော်ဘောင်ချာရှင်းဖို့အတွက်အာဆနယ်ကိုနိုင်သိချင်တာမဟုတ်ပါဘူးဘောင်ချာတွေရှိလို့ငါတို့အသင်းကတက်တည်ပြဖို့ဆိုတာမျိုးလည်းမဟုတ်ဘူးဗျာချစ်လာဆိုတော့အသင်းဒီလိုဖလားလေးဂိုင်နေရကိုယ့်ရဲ့ဒီဘယ်လိုပြောရမလဲကိုချစ်တဲ့ကစားသမားတွေပေါ့နော်ကိုချစ်တဲ့ကစားသမားကိုချစ်တဲ့အသင်းဒီကိုအသင်းရဲ့နီးပြကိုချစ်တဲ့နီးပြအဖွဲ့ဝင်တွေအကုန်လုံးအာဆနယ်နဲ့ပတ်သက်တဲ့ဗျာသူတွေအားလုံးပျော်ရွှင်နေရအောင်ပဲမြင်နေတာပါတကယ်တော့အဲ့ဘောင်ချာတွေဆိုတာလက်ရှိမှာကျွန်တော်တို့စဉ်းအောင်စဉ်းစားနေရမှာခေါင်းနဲ့လည်းထည့်မထားဘူးအဲ့ဒါရှင်းရဘောင်ချာတွေရှင်းဖို့လောက်ထိလည်းအားရမနေဘူးဗျာကျွန်တော်ပြောအောင်မယ်22နှစ်တာ
နော်22နှစ်အာဆနယ်ဆိုတာပြောလိုက်တာနဲ့ငပြောကောင်းနေဘော်တလာအသင်းနေအာဆနယ်နဲ့ဖလားနဲ့ဆိုမင်းတို့ခဝေးဝေးမှာပဲနေဆိုရဲ့အနေထားကျွန်တော်တို့ဟိုဂယုနာတက်ကြရဲဆိုတာသိရမလားဂယုနာတက်ကြရဲအေးမင်းတို့ဘုရားသိချင်ပါကွာမင်းတို့စင်းနေကြပြီဆိုရက်ဘယ်လိုပြောရမလဲအောက်ကရောက်နေလို့ပေးတဲ့ဂယုနာတွေဗျာမင်းဆင်းရဲနေလို့မင်းကိုတနာတယ်ဆိုရက်ဂယုနာတွေကျွန်တော်တို့အစနစ်ဖြစ်ပြီးတော့ရလူမှာမနာလိုတဲ့နေအဲ့လိုပေါ့ဗျာအများကြီးလှောင်ရဲတဲ့နေကျွန်တော်တို့ရမယ်ဆဲကျွန်တော်တို့တက်ထောင်ရတဲ့နေ့မှာပြုတ်ကျသွားတဲ့အချိန်မှာအပြောခံခဲ့ရတဲ့ဥစ္စာတွေထိတ်ငေါခံခဲ့ရတဲ့ဥစ္စာတွေရဲ့နောက်ဆုံးကျွန်တော်အဆုံးသတ်မှာအနီရောင်ဆူဖလာကြီးဗျာအနီရောင်နော်ဘလောက်ချက်တည်ရှိတယ်အနီရောင်ဆူဖလာကြီးကိုဗျာဒါဟိုတနည်းဟိုစောစောနာလေးပဲပရီးမီးယားလိဂ်ကတင်ထားတဲ့ဥစ္စာမှာဘလောက်တောင်ချက်တည်ရှိလိုက်လဲကျွန်တော်ပြောဘလောက်တောင်ချက်တည်ရှိလိုက်လဲဖလားကိုဗျာကျွန်တော်ဘလုံးမွဲကြည့်ရဲ့အချိန်ပေါ့နော်ကျွန်တော်တက်တူကျောင်းသားဘွားမှာပဲဘလုံးမွဲစကြည့်ရတော့အဲ့ဒီဖလားမှာဒီချိတ်တဲ့ဒီဟွာလေးကိုနော်ဘယ်လိုခေါ်လဲတော့မသိဘူးဗျာအဲ့ဒါကိုဘယ်လိုခေါ်ရမှာလဲပန်းကုန်းတော့မဟုတ်ဘူးဗျာထားပါဖဲကျိုးပေါ့နော်အဲ့ဖဲကျိုးမှာကျွန်တော်အပြာရောင်နေပဲမြင်ခဲ့ရချက်စီအပြာရောင်ဗျာလက်စတာစီးတီးအပြာရောင်မန်ချက်စတာစီးတီးအပြာနုရောင်ဂျားထဲမှာဒီလီဗာပူးရသွားတဲ့နေ့ပဲအနီရောင်နဲ့မြင်ခဲ့ဘူးပါပေါ့နော်ဒါပေမဲ့လက်ရှိမှာကိုယ်အသေးကိုစားပြည့်ရဲ့အနီရောင်ဖဲကျိုးနဲ့ဗျာပရီးမီးယားလိဂ်ဖလားဘလောက်ခံညားလဲကျွန်တော်ပြောဘလောက်ခံညားလိုက်လဲဘလောက်တောင်ပီတီဖြစ်ရလဲကျွန်တော်ပြောဆောင်းမိုက်တယ်ဒီချက်ပိုင်းအတွင်းကတော့အာဆနယ်ကွန်းတက်နေပဲမြင်နေအောင်ပါနော်အာဆနယ်ကွန်းတက်နေပဲမြင်နေဘာမှမလုပ်ဘူးရတယ်မလုပ်ဘူးညနေကျွန်တော်ခဏအခုဗီဒီယိုရိုက်ပြီးကျွန်တော်ဒီမှာကော်ဖီတစ်ခွက်တောက်နေရပြီးရင်အောက်ဆင်းအောင်ပါနော်အောက်ဆင်းအောင်ပါဒီမှာဂျာစီဝတ်ထားရနော်ဂျာစီဝတ်ထားတယ်တကယ်ကျွန်တော်အနီဂျာစီဝယ်ဖို့ဥစားမမီလိုက်တော့လို့နော်နောက်နေသွားဝယ်အောင်ပါအောက်ဆင်းမယ်နောက်ထပ်ကော်ဖီတိုင်းသွားထိုင်အောင်ပါနော်ကော်ဖီတိုင်းသွားထိုင်အောင်ပါတယောက်တည်းမဟုတ်ဘူးတယောက်တည်းမသွားဘူးနော်တယောက်တည်းသမားတွေကတော့တယောက်တည်းသွားနော်တယောက်တည်းသွားတယ်အဖေမရှိတဲ့လူတွေတယောက်တည်းသွားစင်တူဝတ်မယ်နော်ဘန်ကောက်လမ်းမတွေပေါ်မှာလမ်းလျှောက်မယ်ကော်ဖီတိုင်းသွားထိုင်မယ်နော်ချေးမယ်နော်ဒီနေ့ကတော့ဒီရက်ပိုင်းများဒီနေ့မို့ဒီရက်ပိုင်းအောင်အဲ့လိုပဲနော်အဲ့လိုပဲ sorry ပဲနော်ကန်ကောင်းထားတာတကယ်တော့ဗျာဖြစ်ချင်တာကတော့ဟိုကိုယ်နဲ့မှာ VC မှုတ်လိုက်တဲ့အချိန်ကစားသမားကြီး slide ထိုးဟိုပရိသတ်တွေကကိုယ်နဲ့ကိုပြေးဝင် Emirates Stadium ကြီးထဲမှာဆိုတာမျိုးဖြစ်ချင်ခဲ့ပြီမဲ့ဒါလည်းကျွန်တော်နှစ်ခါပြောရတယ်ဒီနေ့ညအပျော်ပေါ့နော် City ကျွန်တော်တည်ကြသွားတဲ့အချိန်မှာဖြစ်တဲ့ခံစားချက်မျိုးတွေပြီးရင်ကျွန်တော်တို့ Sahel Park မှာကျွန်တော်တို့ဖလားမြောက်တဲ့အချိန်မှာလည်းကျွန်တော်တို့ပြောအောင်မယ်ဗျာနှစ်ခါပြောရတယ်ပေါ့နော်ပြီးတော့မရဒီပြောတဲ့အချိန်လည်းညနေတကောင်ဖြစ်နေရပေါ့နော်အဲ့တော့အဲ့လိုမျိုးပြောရတဲ့အချိန်ဒီမှာဗျာဘယ်လောက်တောင်ဖြစ်လဲဆိုကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ညီပေါ့ကျွန်တော်ညီကဒီဘက်မှာသူလှုပ်နေရဆိုအဲ့ချိန်ကမနေ့9နာရီလောက်ဖြစ်နေပြီဒီကောင်ကအိတ်နေပြီပေါ့နော်ဘာလို့လဲဆိုတော့အာဆနယ်ဘွဲဆိုတော့ဒီကောင်ထားကြည့်မှသေးကြဒါပေမဲ့စီတီဘွဲလည်းဖြစ်နေရတဲ့ကြောင်းဘာပဲဖြစ်နေစီတီလည်းနိုင်လောက်တယ်ပေါ့နော်ဘာဖြစ်နေသူတို့နောက်ဆုံးအချိန်ထိကျွန်တော်တို့ဆွဲအောင်မယ်လို့ထင်လို့သူလည်းမချိရနေပေါ့နော်လိုင်းမော်ကြည့်လိုက်တကားမရှိဘူးကျွန်တော်လည်းအချိန်မကောင်းတော့မနှိုးတော့ပါဘူးပေါ့နော်ဒါပေမဲ့ခရူပီရဲ့ဂိုးပြီးမှဗျာဘလို့မှဒီခံစားချက်ကိုဗျာညီကိုတွေဒီအရင်ပဲဖြစ်ဖြစ်အာဆနယ်ဖန်ညီကိုတွေဖြစ်ဘသူဖြစ်နေဒီ moment ကိုမြင်သွားသေးချင်တယ်ကျွန်တော် live မြင်သေးချင်တာနော်ကျွန်တော်လည်းအိတ်ချင်နေတကယ်တော့ကျွန်တော်စနစ်ခွဲလောက်မှာတော်တော်ကြီးကိုအိတ်ချင်နေတော်တော်ကြီးကိုဗျာခဏမေးလိုက်အိတ်ပြောသွားမှာဒါပေမဲ့ကျွန်တော်တင်းလာတာပေါ့နော်တင်းလာဟိုငါဒီနေ့ပွဲတော့ကြည့်အောင်ပါတကယ်လို့များဒီကနေ့များအကယ်၍မန်စီးတီးခြေချော်သွားခဲ့ရင်ကျွန်တော်ဒီ moment ကိုစောင့်နေခဲ့ရဗျအဲ့ဒါကြီးကိုကျွန်တော်မနေ့လင်းမှသူများရင်တင်မှဖလားရပြီးနေရကျွန်တော်မှ3-4နာရီ5နာရီလောက်ရှိမှငါတိရတယ်ဆိုရဲဟာမျိုးကျွန်တော်မလိုချင်ဘူးဗျအဲ့ခါကျွန်တော်ကိုညီလည်းမလိုသေးချင်အဲ့တော့ကျွန်တော်ဖုံးဆက်ပြီးနိုးတော်တော်ကိုဇက်လိုက်ခေါ်လဲရဘေးမှာသူတကယ်ချင်းနေချင်းတော့အားနာရပေါ့နော်ဒါပေမဲ့မတတ်နိုင်ဘူးကျွန်တော်ဒီ moment ကိုခံစားသိချင်လို့ဗျာတိလားခံစားသိချင်လို့နိုးလိုက်တယ်ကန်ကောင်းထောက်မသွားနေမယ်နိုးသွားရပေါ့နော်93နှစ်လောက်မှဒီကောင်နိုးသွားပြီးဒီကောင်လည်းမြင်လဲရပေါ့နော်မျက်မြင်ကိုဗျာဒီကောင်လေးဆိုရင်အာဆနယ်အားပေးရသိမကြသေးဘူးဗျာသူကငယ်သေးတာဘာလို့လဲဆိုတော့ဒီကောင်မွေးရဲ့နှစ်မှာမှအာကြီးကဖလားရဆိုဒီကောင်လေးတက်ပဲဗျာအဲ့တော့ဒါပေမဲ့သူတို့အားပေးရဲ့ချိန်နဲ့ဆိုရင်သူတို့ကကျွန်တော်တို့လောက်မဆောင်ခဲ့ရဘူးပေါ့နော်ကျွန်တော်တို့လည်းအများကြီးဆောင်ခဲ့ရရှိရပေါ့2004အာဆနယ်ဖလားရပြီးမှသာအားပေးခဲ့ရတဲ့သူတွေဆိုဘယ်လောက်တောင်ကြာလိုက်မလဲပေါ့နော်အဲ့တော့အဲ့လိုမြင်သိချင်တာပေါ့နော်အဲ့ထက်တူပဲအဲ့လိုအဲ့အချိန်မှာထပ်ပြီးခံစားရတဲ့ခံစားချက်ကတော်တော်လေးဆိုးတယ်ဆိုတာအဲ့လိုပျော်ရွှင်မှုတွေဖြစ်လာတယ်ရင်ဘတ်ချင်းနီးခဲ့တဲ့သူတွေနဲ့ပေါ့နော်ဒီဘယ်လိုပြောရမလဲဒီအကြောင်းတွေပြောခဲ့တယ်ဗျာအာဆနယ်အကြောင်းတွေပြောခဲ့တယ်ဒီလူကအာဆနယ်ပရိသတ်မှန်သိတယ်ရင်းနှီးသည့်ဖြစ်စေမရင်းနှီးသည့်ဖြစ်စေကျွန်တော် online ပေါ်ကပဲဖြစ်ဖြစ်အပြင်ရမယ်ဖြစ်ဖြစ်သိခဲ့တဲ့သူတွေလက်ရှိချိန်မှာအာဆနယ်ဖလားရသွားတာကိုကျွန်တော်မမြင်လိုက်နိုင်တဲ့သူတွေရှိရဗျာသိလားအတိတွေထဲမှာအဲ့ဒါကိုချက်ချင်းကိုကောင်းနေရောက်လာကျွန်တော်အဲ့တော့မတက်နိုင်ဘူးပေါ့နော်ပြောစရာပဲဒါပေမဲ့ပြောစရာရှိနေခြင်းနဲ့ချက်ချင်းလည်းငယ်အဲ့ကိစ္စကကောင်းနေဝင်လာပြီတကယ်ကို
ဘယ်လိုပြောဝမ်းနေရတယ်ပေါ့နော်မြင်သွားစေမြင်စေချင်တာပေါ့နော်မြင်စေချင်တာဒါပေမဲ့ကျွန်တော်တို့ကတော့မြင်ပြီဗျာမြင်ပြီးသွားပြီโอเค Arsenal Flyer ငါမြင်လိုက်ရပြီဒီတစ်သက်မှာငါမြင်လိုက်ရပြီကျွန်တော်ပြောသိလားမြင်လိုက်ရပြီเนาะကျွန်တော်တို့အသင်း social media ခေတ်မှာပေါ့နော် flag ကင်တာမြင်ခဲ့ရပြီ status လည်းတင်လိုက်ရပြီ comment တွေမှန်းလိုက်ရပြီလုံးဝအမိုက်စားပဲเนาะကျွန်တော်တို့ဒီအားပေးခဲ့တဲ့ပရိသတ်တွေ Arteta ကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဘလို့ပဲဖြစ်နေနေပေါ့နော် Arsenal ပရိသတ်တွေမှာလည်းမျိုးကွဲနေလိမ့်မယ်ဘသူပဲဖြစ်နေနေဒီအချိန်မှာဘာမှမရှိတော့ငါတို့ဒီ Premier League Champion ပဲ sorry เนาะ Arsenal ကိုကျွန်တော်ဖောင်းထုတ်ခဲ့တဲ့သူအများကြီးရှိမယ်ကိုယ်တိုင်လည်းပါဝင်တယ်ဖောင်းထုတ်ရဆိုတာသူ့ကိုပုံကိုရေးရဖောင်းထုတ်ရလည်းမဟုတ်ဘူးဖောင်းထုတ်တဲ့အချိန်မှာထုတ်တာပေါ့နော်ထုတ်ရဆိုတာလည်းဘယ်လိုပြောမလဲအကြီးကြီးဆဲနေတာတော့မဟုတ်ပါဘူးဒါပေမဲ့ဟိုတစ်ခါလေကြောက်လည်းဆဲတာပေါ့ဆဲတာပေါ့ဗျာသိရမလားအဲ့လိုမျိုးပေါ့ဟိုဖြစ်စေချင်လို့ပါတကယ်တော့လေတချို့ကိစ္စရေးဆိုတော့ထားပါတော့ဘလို့ဖြစ်နေနေလက်ရှိချိန်မှာကျွန်တော်တို့ဒီနီးပြကိုကျွန်တော်တို့က respect ပေးရမယ်သူတကယ်ထိုက်တယ်လို့လုံနိုင်ခဲ့တယ်နော်အာဆနယ်တမိုင်းမှာ22နှစ်ကြာဖလားကိုအာဆနယ်ရဲ့အရင်ကပတိန်ဗျာထပ်ပြီး enjoy ဖြစ်မယ်ဆိုလို့ရှိရင်အာဆနယ်ရဲ့အရင်ကပတိန်နော်ကျွန်တော်တို့ရဲ့ကပတိန်ဟောင်းနော်ကျွန်တော်တို့ဒီ Everton นี่ခေါ်လိုက်တယ်အဲ့လိုမျိုး Spanish ဘိုင်းပုံစံမျိုးခေါ်လိုက်ပေမဲ့ကျွန်တော်တို့အသင်းကောင်းဆောင်ဖြစ်လာတယ်6နှစ်ဘယ်နှစ်လဲကျွန်တော်မမှတ်မိတော့ဗျာထားပါတော့အဲ့လွဲသွားလိမ့်မယ်ကျွန်တော်တို့ရဲ့ကပတိန်ဗျာပြောချင်တာကပတိန်နော်ကျွန်တော်တို့ရဲ့ကပတိန်ကပြန်ပြီးဥဆောင်တဲ့အနေထားမှာဖလားရခဲ့တာနော်ကျွန်တော်ပြိုင်ဘက်အသင်းနဲ့လည်းသူလက်ထောက်နေပြလုတ်ခဲ့ရတယ်အာဆနယ်နဲ့တွေ့တာအောင်ဝက်မခံခဲ့ဘူးဗျာနော်တကယ်ကိုအဲ့ယုံကြည်ကိုကြည့်ရင်တကယ်ကိုသူ့လည်းတနာမိရပေါ့နော်အဲ့လိုလူမျိုးပြီးတော့ဗျာဘဝမှာပထမဦးဆုံးကန်ရတာပေါ့နော်အဲ့အလေးလည်းတခါလည်းပြောလာအောင်ပေါ့နော်ဒီဟိုတနေ့ကတွေ့လိုက်လို့ဟိုတနေ့ကမဟုတ်ကြပါပြီဒီအာဆနယ်ဘက်ကနေသူ့ကိုချင်းကက်တဲ့အချိန်မှာသူဂါဒီယိုလာကိုပြောတယ်ပေါ့နော်အာဆနယ်သူ့ကိုချင်းကက်တယ်သူဘယ်လိုလုပ်မလဲဂါဒီယိုလာသူ့ကိုမင်းအဲ့ရာသူ့ကိုလက်မခံကမင်းကိုစောင့်ကန်မှာဆိုပြီးပဲသိရမလားအဲ့လိုမျိုးသူ့အနေနဲ့လည်းစိုးရိမ်ခဲ့ရပေါ့နော်သူအစင်းသစ်မဖြစ်ခဲ့ပါဘူးဆိုတော့ပြောတာပါအာဆနယ်ကသူ့ကိုကမ်းလှမ်းလာတဲ့အချိန်မှာသူ့အနေနဲ့အစင်းသစ်မဖြစ်ခဲ့ဘူးဆိုတဲ့အနေထားမျိုးနဲ့သူကင်ခဲ့တယ်ပေါ့နော်အစင်းသစ်မဖြစ်ဘူးဆိုတာလည်းဗျာဟိုဘယ်လိုပြောရမလဲနီးပြဆိုတဲ့နီးပြချုပ်ပေါ့နော်နီးပြချုပ်ဆိုတဲ့အနေထားတစ်ခုနဲ့အသင်းလေးတွေပဲဖြစ်ဖြစ်အဲ့လိုအသင်းလေးတွေတောင်မကင်ခဲ့ရသေးပဲနဲ့အသင်းကြီးတစ်သင်းတကယ်ကိုကျွန်တော်လန်ဒန်မှာဗျာလန်ဒန်မှာဂုံတီရှိဂုံသိက္ခာကြီးမားတဲ့ကျွန်တော်ကဘာမှာလဲဂုံသိက္ခာကြီးမားတဲ့ကျွန်တော်တို့တမိုင်းနဲ့ချီတဲ့အသင်းတစ်သင်းကိုဆက်ဆက်ချင်းကင်တွေရတာပြီးတော့အဲ့ဒီအသင်းကမြောင်းနေရောက်နေတာလုံးဝခွေးဖြစ်နေတာကျွန်တော်ပြော mentality တွေရောအကုန်ခွေးဖြစ်နေ environment ကဆိုတောက်စစ်ဗျာပရိသတ်တွေရောကျွန်တော်နီးပြတွေရောကစားသမားတွေရောလုံးဝကိုတောက်စစ်ဖြစ်နေတဲ့ environment ကြီးတွေကိုဝင်ပြီးကင်နေတော့တကယ်မလွယ်ကူပါဘူးတကယ်မလွယ်ကူတကယ်အဲ့ဒါကျွန်တော်တို့ကဘေးကနေဗသက်ကပြောနေတာလွယ်တာကိုယ်တိုင်ပြဿနာရင်းနဲ့ကြုံမှာကိုယ်တိုင်ဒီလိုမျိုးအနေထားကိုကြုံတွေ့မှာပဲဘယ်လောက်ခက်ခဲဆိုတော့ကျွန်တော်တို့ကိုချင်းစာနိုင်တယ်ပေါ့နော်အဲ့တော့ဆဲတော့ကတော့ကိုချင်းမစာနိုင်ဘူးပေါ့လေဒါပဲလေဟောတော့လက်ရှိချိန်မှာတော့တကယ်ကိုအထိုက်တန်ဆုံးလူသားပဲတကယ်မြင်ကျင်နေပြီဗျာမခဲကိုတကယ်မြင်ကျင်နေပြီလုံးဝမစောင့်နိုင်တော့နော်လုံးဝမစောင့်နိုင်တော့โอเคအဲ့တော့ဒါကကျွန်တော်အာဆနယ်လက်ရှိခံစားချက်လေးနဲ့ဖြတ်သန်းလာခဲ့တဲ့အကြောင်းပါညာပေါ့နော်ကျွန်တော်အကုန်မပြည့်စုံသေးဘူးဗျအများကြီးပဲ moment တွေနော် Everton နဲ့ moment တွေ Fulham နဲ့ moment တွေ Fulham နဲ့ပွဲရပြောင်းလဲမှုတွေနောက်ကဒီ West Ham နဲ့ပွဲရအခိုက်အတန့်တွေ1နေ့အခိုက်အတန့်တွေအဲ့ဒါကြီးအကြောင်းတွေတော့ဘာမှမပါသေးဘူးဆိုတော့ပြောလောက်မှလည်းမဟုတ်ဘူးเนาะအဲ့တော့လောလောဆယ်ကဒီလောက်နေပဲကျွန်တော် enjoy လာအောင်မယ်เนาะအဲ့တော့ Gunners တွေလည်းစိတ်ရလက်ရဟိုစိတ်လိုလက်ရလွတ်လက်ကျွန်တော်တို့ဒီ moment ကိုခံစားပါเนาะ we are the champions